အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကအမေသားစီစဉ်လုပ်နည်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အမေသားစီစဉ်လုပ်နည်းကိုအရင်ကနဲ့မတူပဲဒယ်နီနဲ့လုပ်ပြသွားမှာဖြစ်ပါတယ်အမေသားကဗီဒီယိုထဲမှာပြထားသလိုပဲလုံးဝအီးဆက်ပြီးတော့အရန်ကိုမှစားကောင်းတာမလို့ကျွန်တော်ပြထားတဲ့အတိုင်းတစ်စင်ញင်စီလိုက်လုပ်သွားမယ်ဆိုရင်အရန်ကိုစားကောင်းမဲ့အမေသားစီစဉ်လေးကိုရမှာဖြစ်ပါတယ်စီတွေကဝင်လာတဲ့အမဲသားတွေကိုစီစဉ်ဖို့အတွက်အတုံးကြီးကြီးလေးတုံးပြီးတော့ရေပြောင်စေးထားလိုက်ပါမယ်။ရေဆေးပြီးတော့ပြီဆိုရင်တော့အရသာအတွက်ချက်သားမုတ်အနေငယ်စားအနေငယ်ကိုထည့်ပြီးတော့နှံ့ဆန်သွားအောင်နေထားလိုက်ပါမယ်။အမဲသားကတော့အချိုအငံရတာတွေစိတ်ဝင်သွားအောင်လို့တုံးချင်းစီစိတ်ရှိလက်ရှိနဲ့နေပြီးနှပ်ပြီးထားပါမယ်။အမဲသားစီစဉ်တာကလွယ်ပေမဲ့အရသာကောင်းဖို့အတွက်ဆိုလို့ရှိရင်နှစ်ချက်လိုပါတယ်။ပထမတစ်ချက်ကအရသာကိုစိတ်ရှိလက်ရှိနေပြီးတော့နှပ်ထားပေးဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့မီအေးအေးနဲ့အနေတော်လောက်ကိုထားမှာဖြစ်ပါတယ်ဒါကြောင့်ဒုတိယတစ်ချက်အနေနဲ့မီးပူချိန်ကအရန်ကိုအရေးကြီးပါတယ်အသားတွေကိုအရသာနေပြီးတော့တဲ့အခါကျွန်တော်ကတော့စိတ်ရှိလက်ရှိနိုင်ဝက်လောက်နှပ်လိုက်ပါသေးတယ်နိုင်ဝက်လောက်နှပ်ပြီးပြီဆိုရင်တော့ကျွန်တော်ကဂျင်းမုတ်အနေငယ်ထပ်ထည့်ပြီးတော့နှပ်ဆက်သွားအောင်နေလိုက်ပါမယ်ဂျင်းမုံတွေကိုလည်းအသားထဲစိတ်ဝင်သွားအောင်တေချာနေပြီးတော့ပြီဆိုရင်တော့ဒီတစ်ခေါက်မဆလာထည့်သုံးမှာဖြစ်တဲ့အတွက်မဆလာထည့်ပြီးတော့တေချာလေးနေလိုက်ပါမယ်အမေသားအရသာနေတာကတော့ကိုကြိုက်တဲ့အရသာတွေထည့်ပြီးတော့နေလို့ရပါတယ်ကိုကမဆလာမကြိုက်ဘူးရိုးရိုးတန်းတန်းလေးပဲစားချင်နေဆိုရင်တော့မဆလာမထည့်ပဲနေလို့လည်းရပါတယ်အမေသားကိုမဆလာအပြင်တခြားအရသာတွေဖြစ်တဲ့ခရုစီပဲရည်စားတဲ့အရသာတွေလည်းထပ်ထည့်ပြီးနေလို့ရပါတယ်ကျွန်တော်ကတော့အရသာအတွက်စားချက်သားမုတ်ဂျင်းမုံနဲ့မဆလာကိုပဲထည့်ပြီးသုံးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအရသာနေပြီးသွားပြီဆိုရင်တော့ရေခဲတစ်တာထဲမှာ2နာရီလောက်ထားပြီးနှပ်ပေးထားလိုက်ပါမယ်ခုကတော့အရသာနှပ်ပြီးလို့ရေခဲတက်တာတွေထုတ်လာတဲ့အမဲသားတွေပါအမဲသားစီစိန်တဲ့အခါမှာလည်းစီစိန်တဲ့ညီကမျိုးစုံရှိပါသေးတယ်တချို့ကအမဲသားကိုစီပူအောင်တည်ပြီးတော့မှတခါတည်းထည့်ပြီးရေထုတ်ပြီးတည်တာမျိုးရှိပါတယ်ကျွန်တော်ကတော့ပထမတရေရေထုတ်ပြီးမှထည့်ပြီးတော့စီစိန်ပါမယ်အမဲသားကိုစီပူအောင်တည်ပြီးစိန်လိုက်တဲ့အခါမှာအမဲသားတွေကျက်လာပြီဆိုရင်လုံးဝပုံပြတ်သွားတတ်တာမလို့ကျွန်တော်ကတော့ပထမတရေထုတ်ပြီးတော့မှစီစိန်လေးရှိပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်ဟန်နဲ့တည်ထားတဲ့အရာတွေကို sharing လုပ်ပေးထားတာဖြစ်ပါတယ်မိတ်ဆွေတငယ်ချင်းတို့မှလည်းဒီထက်ကောင်းတဲ့အကြံဉာဏ်တွေရှိတယ်ဆိုရင်တော့ sharing လုပ်ပေးသွားလို့ရပါတယ်နော်အမဲသားတွေကိုရေမထည့်ဘဲနဲ့ဒေဝရဲထိတ်လိုက်တဲ့အခါမှာသူ့လိုလိုရေတွေထွက်လာတတ်ပါတယ်အခုလိုထွက်လာတဲ့ရေတွေကိုစိတ်ရှိလက်ရှိနဲ့ကုံသွားအောင်လို့ဖြည်းဖြည်းချင်းလှိမ့်ပြီးတည်ပေးသွားပါမယ်အမဲသားတွေကရေတွေခမ်းဖို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အသားပေါ်လည်းမူတည်ပါတယ်ရေထိုးထားတဲ့ပေါ်လည်းမူတည်ပါတယ်ကျွန်တော်ကတော့လုံးဝအသားတွေခြောက်လာတဲ့အထိတည်သွားလိုက်တာဆိုရင်နိုင်ဝက်လောက်တော့ကြာပါတယ်ကျွန်တော်ကတော့ဒယ်နီနဲ့စီစိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုရေခမ်းသားပြူလာပြီဆိုရင်စီရေကိုမြုပ်နေအောင်ထည့်လိုက်ပါတယ်အသားတွေကိုစီစိန်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုများများလေးသုံးပေးဖို့တော့လိုပါတယ်စီထည့်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးဘောလုံးပေါ်နေတဲ့အတုံးလေးတွေကိုမြုပ်သွားအောင်လို့အနေငယ်လိုက်ဖိပေးဖို့လိုပါလိမ့်မယ်အသားတွေစီမြုပ်သွားပြီဆိုရင်တော့စားပြီးတည်ပါတော့မယ်ကျွန်တော်ကတော့ဒယ်နီမှာတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့မီးပူချိန်ကို90နဲ့ပဲတည်ပါတယ်ဒယ်နီရဲ့အားသာချက်တစ်ခုကကိုကအပူချိန်90နဲ့ထားရမယ်ဆိုရင်သူကအပူချိန်90အထိရောက်အောင်ပေါ့လာပါတယ်ပြီးရင်တော့အပူချိန်90ထက်ကျော်သွားပြီဆိုရင်ဖြတ်ချလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်ဆောင်စရာမလိုဘဲနဲ့သူ့လိုမီးပူချိန်ကို automatic ညှိပြီးတော့မှာဖြစ်ပါတယ်တယ်လာရင်းနဲ့နည်းငယ်ပွက်လာပြီဆိုရင်အခုလိုမျိုးအမြုပ်တွေထလာပါလိမ့်မယ်အခုလိုအမြုပ်တွေထလာပြီဆိုရင်စိုးရိမ်စရာမလိုဘဲနဲ့ဆက်ပြီးတည်သွားပေးလိုက်ရုံပါပဲမဲသားစီစဉ်ရင်းနဲ့အခုလိုမျိုးအမြုပ်တွေထားလာတာကသူ့အထဲမှာပါဝင်တဲ့ရေတွေကများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကိုကစိတ်ရှိလက်ရှိထားပြီးတော့အမြုပ်တွေပျောက်သွားတဲ့အထိတည်ပြီးသွားမှာဖြစ်ပါတယ်။တဖြည်းဖြည်းတည်လာရင်းနဲ့စီလဲတဖြည်းဖြည်းသူ့လိုပြန်ပြီးကြည်လာပါလိမ့်မယ်။ကျွန်တော်ကတော့အမဲသားစီစဉ်ကိုမီးပူချိန်90နဲ့ပဲတည်ပြီးသွားလိုက်ပါတယ်။စုစုပေါင်းအချိန်4နာရီလောက်တည်ပြီးသွားလိုက်ပါတယ်။ကိုရဲ့ဒယ်နီကအော်တိုဖြတ်ဆန်းမပါတာမျိုးဆိုရင်တော့ကိုကအပူချိန်90ကိုကြည့်ပြီးတော့ခံမှန်းပြီးတည်ပေးရပါမယ်။ကိုရဲ့အပူချိန်ကဗီဒီယိုထဲမှာပြထားသလိုပဲလက်နဲ့ကင်လို့ရတဲ့အပူချိန်မျိုးရှိနေရပါမယ်။ချိန်4နာရီလောက်ပေးပြီးတည်ပေးသွားလိုက်မယ်ဆိုရင်တဖြည်းဖြည်းနဲ့အမြုပ်တွေနည်းလာပြီးစီလဲပြန်ကြည့်လာပါလိမ့်မယ်။ကျွန်တော်ကအမဲသားကိုမဆလာထည့်ပြီးစိန်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ရံမှာအမဲသားမဆလာတွေကဓာတ်ပြုပြီးတော့အပေါ်မှာအဖက်ကလေးနဲ့တင်ချင်နေရဖြစ်ပါတယ်။ဒါကတော့4နာရီလောက်တည်လာပြီးအသားနူးလာတဲ့ result လေးပါကျွန်တော်ပြောတဲ့အတိုင်းတေချာလိုက်လုပ်သွားမယ်ဆိုရင်နူညံ့ပြီးအရန်ကိုမစားလို့ကောင်းတဲ့အမဲသားစီစဉ်လေးကိုရမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်